ဟယ်လိုဒီနေ့မှာတော့ထမင်းစားမိန်လေးမဲ့တငင်းလေးငပိချက်လေးချက်စားပြပါတယ်ရှင်ကျမကတော့ထိထိမိမိနဲ့စားလို့ကောင်းအောင်မို့တငင်းသီးလေးကို3ရေလောက်ပြုတ်ပြီးတော့ထုပြားပြီးတော့ချက်ထားပါတယ်ရှင်ကဲပထမဆုံးတငင်းသီးလေးကိုစပြုတ်ပါမယ်ပထမဆုံးတရေကိုတော့စားလေးနဲ့တရေပြုတ်ပါမယ်ရှင်ပြီးရင်နောက်တရေကိုတော့ဆန်လေးထည့်ပြီးတော့ပြုတ်ပါမယ်နော်နောက်ဆုံးတရေကိုတော့ထညက်လေးရှိရင်ထညက်လေးထည့်ပြုတ်ပြီးနော်ကျမကတော့ဒီနေ့အိမ်မှာထညက်လေးကုန်ပြီလို့အလုပ်ပဲပြုတ်လိုက်ပါတယ်ဒညင်းသီးလေးတွေပြုတ်ပြီးသွားပြီဆိုရင်အခုလိုထူပြပေးထားပါမယ်နော်ကျမကတော့ဒညင်းသီးငပိချက်ချက်ရင်အခုလိုမျိုးဒညင်းသီးလေးတွေကိုထူပြပြီးတော့ချက်ရတာကိုပိုကြိုက်တယ်ပေါ့နော်အရသာပိုပြီးတော့ရှိရလို့ခံစားရလို့ပါဒညင်းသီးငပိချက်ချက်ဖို့အတွက်စက်တုံပြူချင်းစက်တုံနီခရမ်းကျင်သီးလေးတွေပြင်ထားပါမယ်ရှင်ကဲစချက်ပါတော့မယ်ပထမဆုံးစက်တုံနီလေးကိုစီတက်မယ်စက်တုံနီလေးအယောင်ရဲလာပြီဆိုရင်စက်တုံပြူနဲ့ချင်းထောင်းထားလေးထည့်ပြီးတော့စီတက်ပါမယ်ပြီးရင်စနွင်းအယောင်နဲ့ထည့်ပြီးတော့စီတက်ပေးပါမယ်စက်တုံအဖြူအနီလေးကျက်သွားပြီဆိုလို့ရှိရင်ခရမ်းကျင်လေးတွေထည့်ပါမယ်ခရမ်းကျင်သီးလေးလိမ့်လာပြီဆိုလို့ရှိရင်ငပိရေဖြော်ထားတာလေးကိုထည့်လိုက်ပါမယ်ပြီးရင်စားအချိုမုံဇွန်ချောင်းမုံလေးတွေကိုလည်းထည့်ပြီးတော့မှွေပါမယ်ရှင်အကုန်လုံးနဲ့အောင်မှွေပြီးသွားလို့ရှိရင်ငရုတ်သီးတမ်းပတ်လေးတစ်စုံလေးထည့်ပါမယ်ပြီးရင်ဒညင်းသီးထူပြားထားတာလေးတွေထည့်ပြီးတော့အရသာလေးဝင်သွားအောင်ဒီချာလေးမှွေပေးပါမယ်ဒညင်းသီးလေးလုံးထားတာစီပြန်လာပြီဆိုရင်ရေနွေးလေးတစ်ခွက်လောက်ထည့်လိုက်ပါမယ်ရှင်စီလေးပြန်လာပြီဆိုရင်အရသာအပေါ်ငံလေးမြည်ပြီးရင်ရပါပြီရှင်ကဲနောက်ဆုံးမှာတော့ငရုတ်သီးစိမ့်နဲ့နန်းနန်းပင်လေးအုပ်ပြီးသွားရင်အရသာထိထိမိမိနဲ့တကယ်ကိုကောင်းတဲ့ဒညင်းသီးငပိချက်လေးရပါပြီကျေးဇူးတင်ပါတယ်ရှင်